ကိုချစ်တယ်ဆိုတာကအမြဲတမ်းအောင်မြင်နေမှကိုချစ်ရမှာမဟုတ်ဘူးကြာရှုံးတဲ့အချိန်ကျရင်ပိုးတောင်မှချစ်ရအောင်မယ်ဟုတ်တယ်နော်အထူးသဖြင့်ကိုယ့်ရဲ့ရီမန်းချက်ပန်းနိုင်တွေကိုကိုကအကောင့်ထဲပေါ်နေတဲ့အချိန်မှာနော်ကိုတယောက်တည်းလေအများသောအားဖြင့်လူတိုင်းရဲ့ဘဝမှာကိုယ့်ရဲ့စိတ်ကူးအိမ်မက်ကိုအကောင့်ထဲပေါ်တိုင်းတယောက်တည်းဖြစ်နေရများပါတယ်နော်လူရဲ့သဘာဝဘာလဲတော့မသိဘူးတစ်ခါလေကြာရင်လေရီရတယ်သိလားမှန်နိုင်လို့ရင်ဘယ်သူမှအာမပေးဘူးပောက်ကရရင်လို့ရင်တစ်ဖွဲကြီးလိုက်အကုန်လုံးအားပေးတယ်အဲ့တော့ကိုမှန်တာတွေကိုယုံကြည်တာတွေလုပ်နေတဲ့အချိန်မှာကိုကတယောက်တည်းပြီးအဲ့တယောက်တည်းဖြစ်နေတဲ့အချိန်မှာလဲကြာရှုံးမှုတွေရှိမှာပဲဟုတ်တယ်နော်ကိုတတိရှိပြီးတော့မှလှုပ်တင်တာတွေလှုပ်တိုင်းအမြဲတမ်းအောင်မြင်မယ်လို့ဘသူကကိုကိုဂရီပေးထားလဲဘသူမှဂရီမပေးဘူးဟုတ်တယ်နော်လောကကြီးကလည်းကိုကိုဂရီမပေးထားဘူးโอเคဟုတ်တယ်လှုပ်တင်တာလှုပ်လို့ကိုစုချမယ်ဒါပေမဲ့အဲ့စုကလည်းအချိန်တစ်ခုကြာတယ်ဒါကြောင့်မလို့ကိုလှုပ်တင်တာတွေလှုပ်နေတဲ့အချိန်မှာကြာရှုံးနေဆိုရင်လေကိုကလက်ခံတရမယ်အဲ့ဒီကြာရှုံးမှုတွေကနေပြီးတော့မှပြန်ထပြီးတော့မှ everything is learning မယ်နော်